အားလုံးပဲဒီအခုကျွန်တော်တို့ channel ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီညမှာတော့ကျွန်တော်ဒီကြက်ပေါင်ကိုကျွန်တော် Italian style ကျွန်တော်တို့လုပ်စားမှဖြစ်ပါတယ်เนาะကျွန်တော်တို့ ਨੇ ဆက်ပြီးတော့ကြည့်ရှုပေးကြပါဦးเนาะကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးရင်လည်း ချက်လောက်လုပ်ပေးကြပါ What are you doing bro 这个我们在比， You don't like ကြက်ပေါင် ပြည့်တဲ့ယူရင်စကားလေးတစ်ခုတော့လက်ဆောင်ပါရပါ 把这边要没？ ကယ်ရီမီရင်ကုန်တန်လေးပါ လက်ပဲသိချာကောင်းနေဟုတ်ဘလော့ရိုင်း ကယ်ရီမီရင်ကုန်တန်လေး 我给你嘞。 ကျွန်တော်တို့မယ်ဆိုနည်းတော့ရင်ကုန်နေပြီဗျကျွန်တော်ရဲ့မျက်နှာကိုလာမှန်ပါဆိုကျွန်တော်တို့အကာအကွယ်လေးတော့ယူထားတယ် ကောင်းပါရဲ့ဒါလည်းကိုတော့ကလည်း safety first ပေါ့ ကိုကလည်းအဆင်ပြေအောင်ကိုလေးနဲ့ကိုကကိုစူးစမ်းတော့ကျွန်တော်ဝန်တာပါပဲအပရိသတ်တွေလည်းအားလုံးပုံယူရမယ်လို့ထင်ပါတယ်ပေါ့နော်ချက်ပြီးတော့စူးစမ်းကြည့်ပါကိုကြောက်ချက်ပြလိုက်လေးတော့ဒီကဘာလုပ်နေလဲမသိဘူးကျစားတယ် Italian style နီးနီးပေါ့နော် Italian oh so good good အဲ့ဒါစားရခါကျရင်ဒါတည်းဝင် ကိုကျွန်တော်ဟို suggest လုပ်တာပေါ့နော်ကိုဒီ Italian ဒီ chicken ကိုလေကျွန်တော် spaghetti နဲ့ဆိုပို့ပြီးတော့အဆင်ပြေမလားကို မင်းကမလိုက်ဘူးပြ Wow, Maronis, yeah. Maronis oh that's a good idea Okay, thank you. ငန်ငုံပဲနော်ငန်ငုံပဲနော်လောက်တာကြက်ပေါင်လေးပါတော့ငါလို့ပါဒီပဲဟင်းတပိတ်တာချက်လာမဟုတ် တော့ တော့ မှဒီလိုလိုပြုပေးရမှာ That's so delicious အောင်ချင်းစီထုတ်နေ This is a medium rare chicken okay if you don't want to chicken